အားလုံးပဲမင်္ဂလာပါရှင်ပူပူကဒီကြားတဲ့ပွဲတက်လေးရှိရနဲ့ဘာဘီစတူဒီယိုမှာတက်သေးလေးတွားလုပ်ပါမယ်ဆိုင်လေးကတော့မြင်းဒီကုန်းဒကုန်းစန္ဒာအနီး Red Heat Tower မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်ဘာဘီစတူဒီယိုရဲ့ page လေးပါဆိုင်လေးဝင်လိုက်တဲ့အချိန်မှာဆိုင်လေးရဲ့အပြင်စင်လေးကတကယ့်ကို Princess Vibe လေးလိုခံစားရစေပါတယ်ဒီဆိုင်မှာပူပူသဘောကျတာလေးတစ်ခုကတနေရာထဲမှာဒီဇိုင်းမျိုးစုံနဲ့ color မျိုးစုံကိုစိတ်ကြိုက်လို့ရတာပါပဲ Brand နဲ့ crazy လေးတွေအတွက်လည်း Barbie Studio မှာ trap ဖြစ်နေတဲ့နောက်ဆုံးပေါ်ဒီဇိုင်းမိုက်စားလေးတွေလည်းရှိရနော်ဆိုင်ရမမတွေကလည်းပူပူလှုပ်ချင်တဲ့ဒီဇိုင်းလေးကိုစိတ်ရှည်လက်ရှည်နဲ့ရွေးပြပါတယ်ပူပူကတော့ sky blue color ကတ်အိုင်လေးကိုရွေးခဲ့ပါတယ်လက်သေးလေးစလုပ်ပြီးပေါ့နော်ဆိုင်ရမမတွေကလည်း professional နဲ့ artist တွေဖြစ်တဲ့အတွက်စိတ်ရှည်လက်ရှည်နဲ့ detail လုပ်ပေးနေပါတယ်ဈေးနှုန်းလေးတွေလည်းတက်တင်ပြီးတော့ service အရင်ကောင်းတာမို့လို့ highly recommend ပါနော် wow လက်သေးလေးရဲ့ final result လေးကတော့မြင်တဲ့အတိုင်းပေါ့နော်တကယ် mermaid ပုံစံလေးနဲ့ပို့ပို့လိုချင်တဲ့အတိုင်းပါပဲအရန်လှတာပါပူပူကတော့ nail အတွက်ဆိုရင် reset ကော service ကောအရန်ကောင်းတဲ့ Barbie Nail Studio ကိုရွေးချယ်ပြတော့မှာပါ